Everybody Hotel ကိုရောက်ရှိခဲ့ပါတယ်။ဦးဝင်ချင်းမဲ့လှေကားအမြင့်ကြီးကိုတက်ရတဲ့ခံစားချက်ကရမ်းမိုက်တယ်။ Buffet dinner စားကြတယ်။သင်လည်းသာနေဖြစ်နေပါရှင်။သင်လည်းသာရလည်းလက်ဆက်ပါတယ်အញ្ញမ်းကိုလက်ဆက်တယ်။ဝိုင်းနေပြရတယ်မဟုတ်ဘူး။ Apple juice လေးနဲ့Madness of free ပြီးတော့ချိုဝဲလေးစားဖြစ်တယ်။ချိုဝဲရလည်းရမ်းကိုစုံနေတော့ချိုဝဲတွေကတော့အားလုံးကြိုက်စားချင်တာညများနေတော့ဗာစားရမယ်မသိဘူးဖြစ်မနေစားဖြစ်တော့ရေခဲမုတ်ထည့်ပြီးတဲ့ကိုရတယ်အစုံစားကြည့်ပါဆိုပြီးတော့အစုံထည့်ပေးလိုက်ပါတယ်ဘာစားမလဲမသိနေတဲ့အတွက်အစုံစားဖြစ်ခဲ့လိုက်တယ်ပေါ့နော်chocolate လေးနဲ့တော်ပင်လေးလိုက်ထည့်chocolate လေးအရင်စားကောင်းတော့စားကျင်တာများနေတယ်ဒီလိုဖြစ်နေပါလေမုန်းနေများဒီပဲဆိုင်နေသူ့တဲ့လေးကိုလိုက်ပြီးတော့ကြည့်ပါလေကိုပါလိုက်ပြီးတော့လိုက်တပုံရိုင်းလိုက်အချမ်းနာပဲတဲ့မသိစိတ်စိတ်ဆောက်ပြီးချထားတဲ့အတွက်လည်းဆောက်ကိုလိုက်ပြီးတော့ပစုကြည့်ပါလေဒီကားမြင်ရင်လည်းရမ်းကြဒီကားတွေလည်းလိုက်ကြည့်ဒီကားလေးတွေကလည်းဆက်ဆောင်ရမ်းရှိပြီးတော့ငါးလာကိုတက်ပြီးတော့ဟိုတယ်နဲ့ငန်းလှရဆိုတော့ရေကူးတန်ကိုလည်းသွားကြည့်ပြီးတပုံရခဲ့ပါနဲ့ဟိုတယ်ရောက်တိုင်းမိခလေးတိုင်းရိုက်ชุดတဲ့ဒီကိုင်းရှိတဲ့ဒီကအတက်ကဒီကနေရာမှာလည်းတပုံထက်ရိုက်ခဲ့တယ်။နားရဲ့ဗီဒီယိုလေးကိုကြည့်ပြီးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။ Bye bye.